大家好，အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတခါလေးလာကြပြီမှကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြပေးချင်တာကတော့ထမင်းစားတွေပေါ့နော်ထမင်းစားတွေလေးကိုပြောပြပေးမှဖြစ်ပါတယ်ထမင်းကိုတရုတ်လို饭f a n 饭ထမင်းနော်စားတွေကို c h i 吃စားတွေနော်နှစ်ခုပေါင်းပြီးပြောကြည့်မယ်နော်吃饭ဆိုထမင်းစားတွေနော်တရုတ်လို饭နော်ထမင်းနော်饭ထမင်း吃စားသည်နော်吃饭ထမင်းစားသည်ဟုတ်ပြီနော်ဒါလေးကနောက်တစ်ခုနော်နောက်တစ်ခုက吃စားသည်နော်吃ခုနကပြောလို့ပဲခုနက饭နဲ့စားတာနော်吃စားသည်ဒါတော့မြင့် MIN မြင့်ဆိုခောက်ဆွဲနော်ခောက်ဆွဲမြင့်ခောက်ဆွဲနော်အောက်ကနေပြီးပေါင်းပြီးပြောကြည့်မယ်နော်吃面ခောက်ဆွဲစားသည်နော်အပေါ်က吃စားသည်မြင့်ခောက်ဆွဲ吃面ခောက်ဆွဲစားသည်吃面ခောက်ဆွဲစားသည်နော်ဟုတ်ပြီနော်နောက်တစ်ခုဒါတောက်တာပေါ့နော်တောက်တာရေတောက်တာသူပါလို့တောက်တာဆိုရင်ဟော့he ဟော့တောက်သည်နော် he ဟော့တောက်သည် shui ဆွေဆိုရေနော်ဆွေရေနော်ဟော့ဆွေနှစ်ခုပေါင်းပြီးပြောမယ်ဟော့ဆွေရေတောက်သည်နော်ရေတောက်သည်တောက်ကိုဟော့ဆွေရေပေါ့နော်ဟော့ဆွေဆိုတာရေတောက်သည်ကိုပြောတာနော်ဒါလေးကနောက်တစ်ခုနော်စကားဆက်ကလေးပါနော်ဒါလေးကျတော့吃စားသည်什么ပါလဲနော်နှစ်ခုပေါင်းပြီးပြောတဲ့စကားဆက်ကလေးကိုပြောပြချင်တာပါ吃什么ဘာစားလဲဥမာနော်မင်းဘာစားလဲနင်ဘာစားလဲဆိုရင်吃什么နင်吃什么နင်ဘာစားလဲနော်နင်吃什么နင်ဘာစားလဲနော်吃ဆိုတာစားသည်什么ဆိုတာဘာလဲဒီမှာနင်ဆိုရင်လည်းနင်ပဲပေါ့နော်နင်吃什么နင်ဘာစားလဲနော်သိချင်တာလေးကိုကွန်မန့်မှာရေးပေးခဲ့ဖို့တောင်းဆိုပါတယ်နော်